ဒီထဲမှာအရေးကြီးတဲ့တော့ချက်တစ်ခုကတော့ကျမတို့အဝလွန်ကဲခြင်းပေါ့နော်မင်္ဂလာပါရှင်ကျမကစီချိုသွေးကြိုထုခုပါမောက္ခဒေါက်တာတန်းတန်းကြီးဖြစ်ပါတယ်ရှင်ကျမသည်မြန်မာနိုင်ငံစီချိုသွေးကြိုအသင်းရဲ့ဥက္ကဋ္ဌလည်းဖြစ်ပါတယ်ရှင်မင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာကျော်စွာသက်ပါ Grand Hunter Diabetes Center မှာ Diabetes Lifestyle Coach အဖြစ်လက်ရှိတာဝန်ထမ်းဆောင်နေပါတယ်ယနေ့ပြောကြားမယ့်အစီအစဉ်ကတော့နေထိုင်မှုပုံစံ lifestyle ပြောင်းလဲခြင်းနည်းလမ်းတစ်ခုတည်းနဲ့အသုံးပြုပြီးတော့စီးချိုသွေးကြိုယောဂကိုအောင်မြင်စွာထိန်းသိမ်းနိုင်သောသူတယောက်အကြောင်းကိုကျမတို့ပြောကြားဖို့ဖြစ်ပါတယ်เนาะဒီအကြောင်းအရာကိုကျမတို့ဒီ Japan Journal of Medical Science မှာကျမတို့ review article အဖြစ်နဲ့ဒီစာရေးသူအနေနဲ့ကျမတို့ publish တင်ပြပေးခဲ့တာဖြစ်ပါတယ်ကျမပထမဆုံးပြောကြားလိုတာကတော့ကျမတို့စီးချိုသွေးကြိုကုသတဲ့နေရာမှာစီးချိုသွေးကြိုရှိသူတယောက်ရဲ့เนาะဒါကုသရခြင်းရဲ့အဓိကရည်မှန်းချက်ပန်းနိုင်ကကျမတို့ဘာဖြစ်ရမလဲဆိုတော့ဒီစီးချိုလူနာတွေဟာเนาะစီးချိုရဲ့နောက်ဆက်တွဲယောဂါတွေကင်းရှင်းပြီးတော့တက်တန်းပြည့်နေထိုင်နိုင်ဖို့အတွက်ဖြစ်ပါတယ်ဒီလိုရည်မှန်းချက်တွေပြည့်ဖို့ဆိုရင်တော့တကယ်တော့เนาะကျမတို့ဘာတွေလုပ်ရမလဲဆိုအဓိကကတော့စီးချိုသွေးကြိုကိုစင်ဆက်မပြတ်ပေါ့เนาะအစောဆုံးထိမ့်သိမ်းနိုင်ဖို့ဖြစ်ပါတယ်ဒုတိယကတော့ကျမတို့သွေးတိုးပေါ့เนาะသွေးတိုးတွေကိုလည်းအမြဲတမ်းထိမ့်သိမ်းထားဖို့ရဲ့သွေးเนาะအဆီဓာတ်ကိုလည်းကျမတို့เนาะထိရအောင်ထိမ့်သိမ်းထားမှဒါလျင်ဒီပန်းတိုင်ကိုရောက်ရှိမှာဖြစ်ပါတယ်ဒီထဲမှာအရေးကြီးတဲ့တော့ချက်တစ်ခုကတော့ကျမတို့အဝလွန်ကဲခြင်းပေါ့เนาะဒီဟာတွေကစီးချိုသွေးကြိုအမျိုးအစားနှစ်ရဲ့အဓိကเนาะအခြေခံအကြောင်းရင်းဖြစ်တဲ့အတွက်ကြောင့်ကျမတို့အဝလွန်ခြင်းကိုလည်းเนาะဒီထိမ့်သိမ်းပြီးတော့ကုသပေးနိုင်မယ်ဝိတ်ချနိုင်မယ်ဆိုလို့ရှိရင်စီးချိုကုသခြင်းပန်းနိုင်ကိုမလွဲမသွေရောက်ရှိမှာဖြစ်ပါတယ်ရှင်ဒီလိုအချက်တွေကိုအောင်မြင်အောင်လုပ်ဖို့ဆိုရင် lifestyle စားသောက်နေထိုင်မှုပုံစံပြောင်းလဲခြင်းကအဓိကအချက်အနေနဲ့ပါဝင်ပါတယ်စီးချိုဖြစ်တဲ့အခါကျရင်ဒီအဓိကအဖြစ် genetic factor ရဲ့ environmental factor ရဲ့နှစ်ခုရှိပါတယ် genetic factor ကလည်းအဓိကအနေနဲ့ပါဝင်နေဆိုပေမဲ့ဒီကျွန်တော်တို့ရဲ့နေ့စဉ်စားသောက်နေထိုင်မှုပုံစံဖြစ်တဲ့ environmental factor ကလည်းအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်စီးချိုမှာဒီဝါချင်းကြောင့်စီးချိုဖြစ်တယ်ဆိုတဲ့တက်သေးတာရကတွေလေ့လာမှုတွေတာရကတွေအခိုင်အမာရှိပါတယ်ဝါတယ်ဆိုတဲ့နေရာမှာလည်းအဓိကအဖြစ်visceral fat လို့ခေါ်တဲ့ဒီ one bite အစီစုခြင်းကစီးချိုကိုပိုဖြစ်စေတယ်ဆိုတာလည်းလေ့လာတွေ့ရှိမှုတွေရှိပါတယ်။ဒါကြောင့်ကိုယ်လေးချိန်များတဲ့လူတွေကအထူးသဖြင့် bite ရွှဲခြင်းကိုဒီဟာကိုပျောက်ကင်းအောင်ရော့ကျအောင်ကြိုးစားဖို့လိုအပ်ပါတယ်။စီးချိုသွေးကြိုကျလာရင်လို့ရှိရင်လူတွေရဲ့เนาะဒီခံစားချက်မှာ bite စားပါတယ်။เนาะဒါကြောင့်အဝလွန်ခြင်းကိုလည်းအားပေးတယ်။ကျလွန်သွားရင်လည်းဘေးကနေကျိုးကအသက်ပြေဆုံးနိုင်တဲ့အထိရှိပါတယ်။ဒါဆိုရင် lifestyle ကိုဘာလုပ်ရမလဲလို့မေးလို့ရှိရင်အလွယ်တကူပြောရရင်တော့ eat less move more ဆိုလို့ပြောရမှာဖြစ်ပါတယ်။